Jodoh pelanggan Loyena Unidai Nidai Sebagai Teroli di Bong Terocak ini Abimnya jodoh Jauh Nyumu Jauh Macam Liu Cepat Nekera Dede Nanti Tunggu Lau Shilai Kajaro Ini jodoh Pertama usul ini Babe Binyani Tungai Sabiro Sabiro Sabiyane Loyena Sabiro Ya Allah Sabiro Sukha Iroma Uluwe Ni Buje Mawe Ni Sabiyaro Ne Pawen Iroma Loyena Sabiyane China Piashi Jisuro Jong Pide Meroye Jisuro Jong Pide Sura Parma Usul Yochimawe Generally, Obama and me should have appearance of human and what Jesus, the cookie bar. I may Jesus, I may some show Sulaha, Udarai, Tanda Jari, Udarai, Mianu Jari, Udarai, Tanda Jari. I don't generate Yaki Academy, Zumji Dunia. Kaya mereka selalu ambil kipare surah, selalu suci kita kipare, lekhan kita kipare. Kami selalu ambil aku dah we kami di ekor mereka jadi diri lalu selalu tamai ada lagam, we jupayu cisai kama lagam, sampai akhir lagam selalu kasih lah, naik. Ini pertama lantai ini mah ni yang kita cina karo di Valangan ini cincuk tamai ini kita cina Alu ini dia di Saudi Malaysia cita tu biar tu yang tamai solusi sejauh yang sebenarnya di Mero Kemaha, Valangari, Toya Galima, Tisha, Yahu, Uyama Pibane. Below Tisha, the resolution, the Radu Johnny to get clean Tisha Pibane. Well, may I be Mimi, Vidasubu. Cui bui buyan buat sisi ni di mana tua biro jauh di akama, tadi di yang kau ma anak ju biro di cuma, di mana malah pare mingili buli tisha di akama, mi pare, hari mingma solusi tu gero ni sibai biro ma. Kisah yang kama merah mahu lesusi di tu yang mana ani tahu suai kama di tu yang dia ada cincin merah mana nyawa pilih balik. Dia ciri itu lalu ciri tu yang dia hasil dia Mimi Ranu Jam Celebio Kali Trabiro Mimi Pubbe Johnny Jack Nia Pide Nia Yong Kama Di Ranu Wame Poku Wa Tamba Mare Jono Nam Jana Piro Jono Manu Le Mine Jauh aku keluar sudah tambah lagi kamar. Hari itu ada lesson. Asia ni bila baru mereka buat. Baru aku pergi ke kamar. Baru macam Asia ni dah pergi ke kamar. Kamar kita ni dulu. Sudah ni apa? Ada. Ada kita ni yang tuan sini sudah. Dulu para tu bahu bimbel niaga Hindu para tu jumpa di niaga mereka siapa yang kuat bila
လီလာရှိတဲ့ခါမှာတက်ခါမေတော့ထင်ရှားပြတာလည်းဒီလိုတွေ့ရတယ်ပထမပြတဲ့အခါပေါ့ဒုတိယအချိန်မှာကျတော့ခြေမဆွမ်းတဲ့ကလေးတွေပြောင်းတယ်ဒီလိုပဲမေတော်ကထင်ရှားပြပါတယ်အဲ့ဒီခြေမဆွမ်းတဲ့သူငယ်လေးဟာလည်းပဲမေတော်ကဘာပြောတယ်ဆိုရှင်အဲ့ဒီမြို့ထဲမှာသွားပြီးတော့မှဒီချမ်းသာတဲ့ဒီကက်သလစ်ဘာသာကိုဦးရှိလေးနဲ့သူ့စုသွားအကြောင်းကြားပြီးတော့မှဒီနေရာမှာတွေ့ပဲနော်ဘုရားကျောင်းဆောင်လေးတစ်ဆောင်ကိုဆောက်ပြီးတောင်းဆိုခဲ့ပါတယ်အဲ့သူငယ်တော်ကလည်းပဲဒီကလေးလေးဟာလည်းပဲနေတော့ပြောတဲ့အတိုင်းပဲထပြီးတော့သွားရှိတဲ့အခါခြေတော့ကောင်းသွားတာကိုတတိထားပြီးပြောချင်တာကဘာလဲဆိုတော့ဒီကလေးကြီးဟာလည်းပဲဝမ်းလို့တယ်ပဲမေတော်ကလည်းပဲတောင်းတယ်သူကလည်းပေးတယ်ပြီးတော့မေတော်ခိုင်းတဲ့အတိုင်းလည်းပဲသူအကြောင်းရှာပြီးသွားတဲ့အခါမိမိခြေတော့အတမ်းမဆွမ်းဖြစ်မှန်းတတိမရတော့လည်းလမ်းလျှောက်တယ်ဘူးသူတို့တွေ့ရတယ်အဲ့တော့တတိယချက်အနေနဲ့တော့အားလုံးသိတယ်ပဲတယ်လီပြင်မှာမုန်တိုင်းအန်ဒရဂျာမဲမှာခရီးနေတဲ့ပေါ်တူဂီသားတွေကိုနေတော့ကတင်တင်ခဲ့တယ်သူတို့ကတယ်လီပေါ်မှာဆွတောင်းပြီးတော့နေတော့ကိုဆွတောင်းပြီးတော့ဒီမုန်တိုင်းနာမှာတင်တင်မှုဆွတောင်းနေတယ်ဆွတောင်းနေတဲ့ဂျာမဲမှာတင်းပေါ်ကလည်းပြတ်ပြီးတော့ဒီတက်ရပါရင်နောက်ဆုံးဒီဗလန်ဂရီကန်းချီကြီးကိုရောက်လာတဲ့အခါမှာကျွာသူကျွာသားတကားတွေရသူတို့ကိုခေါ်ပြီးတော့မှသူတို့ကျွာထဲကိုဖိတ်ခေါ်ကြတဲ့အခါမှာသူတို့ကဘုရားကျောင်းလေးတွေ့တဲ့အခါမှာဒီတို့ဘုရားကျောင်းထဲမှာတွားပြီးတော့မေတော်ကိုယေရှုတင်တယ်ဘုရားကိုလည်းယေရှုတင်တယ်ဒီတို့ဂတိထားပြီးတော့ပြန်လမ်းမှာဒီဘုရားကျောင်းထဲမှာလေးဆောက်ပြီးလည်းဂတိပြုခဲ့တယ်အဲ့တော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်မေတော်သခင်ဟာမျိုးလေးရှင်းမဲ့တဲ့နော်ပုဂ္ဂိုလ်ရဲ့အားကိုးရာဖြစ်တယ်ဒီကလေးငယ်လေးဟာဘယ်လောက်ဒုက္ခဆင်းရဲရောက်တယ်ဒီမြေအမေလေးရဲ့မိဘတွေကိုချွေးမွေးမှုဝါလူလေးကိုရောက်ပြီးတော့မှကျောင်းတော်မတက်နိုင်ဘူးဟလားဒီတိုင်းစာဝတ်နေရအတွက်မျိုးလေးချက်နေတဲ့ဒီကလေးကိုမျိုးလေးချက်ပြီးခဲ့တယ်ဘဝအတွက်တော့ယုံကန်ပြီးတော့ရှိမစွမ်းမတာမစွမ်းတဲ့သူငယ်တော်ကိုလည်းပဲကလေးငယ်ပြောက်ကိုလည်းပဲနေတော်ကပူပြီးခဲ့တယ်မျိုးလေးရှိပြီးခဲ့တယ်အာရတဲ့ကြားထဲမှာဒုက္ခရောက်နေတဲ့မုန်တိုင်းကြားထဲမှာခရီးပြုတ်နေတဲ့ကုန်ငယ်သမားတွေကိုလည်းပဲနေတော်ကဆောင်ရှောက်ခဲ့ဒါလေးကိုကြည့်တဲ့အခါမှာကျွန်တော်ဗာပြရမယ်ဆိုရှင်နေတော်သခင်မဟာကျွန်တော်ဘုရားရဲ့သားသမီးကိုပြကအမြဲတမ်းရပ်တည်နေတဲ့အမေဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒီလိုပဲဒီနေ့ကျွန်တော်ဒီနေ့စမေရိကန်ပြည်မှာရှိတဲ့ဘာသာသူများတွေလည်းနော်မေတော်ကိုအားပြုတဲ့ပုဂ္ဂိုလ်အားလုံးဟာဒီဘုရားမိမတော်ထဲမှာလာပြီးတော့ဆုတောင်းကြတယ်မေတော်ကိုချီးမွမ်းကြတယ်မေတော်ကိုအပနာခံကြတဲ့အခါမှာမေတော်ကအပီးပဲမနေဘူးဆိုတာကျွန်တော်တို့ယုံကြည်တဲ့အတွက်ကြောင့်မလို့နိုဝင်ဘာကိုစတင်လုပ်ကြည့်ဖြစ်ပါတယ်အဲ့တော့နိုဝင်ဘာဆိုတာဘာလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာနိုဝင်ဘာဆိုတာကတော့ဂရိဘာသာအဖြစ်နိုဝင်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဓိပ္ပာယ်ကတော့နံပါတ်9ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ကိုယ့်ရဲ့လုံးလုံးကျွန်တော်ဒီဆုတောင်းခြင်းဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဘယ်နဲ့ကျွန်တော်စတင်ပြီးတော့ဒီအယူဆရှိလာတယ်ဆိုရှင်နော်မြေတော်ခင်မနဲ့တပည့်တော်ကြီးဒီဟာဆိုရှင်တရှိတော်ကြီးတော်ဖျားရောက်လာတဲ့အကြောင်းကိုကြွလာတဲ့အကြောင်းကိုယေရုရှလင်မြို့မှာလည်းမှာစောင့်နေပြီးတော့ကိုယ့်ရဲ့ဒီဆုတောင်းတယ်ဆုတောင်းတဲ့ကိုယ့်ရဲ့ပြည်နေမှာနော်မြေတော်ခင်မဟာနဲ့အတူတာမြေတော်ခင်မနဲ့အတူတပည့်တော်ကြီးအပေါ်တော့တန်ရှင်းတော်ကြီးတော်ကဆင်းကြွလာပြီးတော့မှဂျေဇုတော်ခံစားရတာကို
အခြေခံပြီးတော့မှအခုကျွန်တော်တို့လူရင်းသားလို့ရှိဖြစ်တယ်။ဒါကြောင့်ကျွန်တော်လူရင်းသားလို့တဲ့အခါမှာမပြတ်ကွက်ရအောင်နော်။ဆုတောင်းတာစိတ်ကြီးစိတ်ကဒီစားကောင်းရင်လည်းလူရင်းသားဒီစားဆိုလည်းလူရင်းသားချိန်စိတ်ဘုရားဆောင်လို့လည်းမပြတ်မကွက်ပဲနဲ့နော်ကိုယ့်ရဲ့စလုံးနော်မှဆုတောင်းခြင်းအင်မတန်မှချီရောက်တယ်အဲ့ဒါမှကောင်းတယ်ဆိုတော့နင်းတော်ကနေပြီးတော့ဒီပြုပြည်သားဖြစ်တယ်ဆိုတာကိုလည်းပဲဒီနေ့ထပ်ပြီးတော့ဒီပေးလိုပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဘဝမှာဒီမေတော်ရဲ့အဓိကနော်အခက်အခဲမှာဘယ်လိုပါဝင်တယ်လဲကဲတဲ့ရှိလို့နေမှာမေတော်ခင်မှာဘယ်လောက်အရေးကြီးတယ်လဲဆိုတာကျွန်တော်တို့အားလုံးသိရှိဖို့ရတဲ့အနေငယ်ရှိမယ်ဆိုလို့ရှိရင်တခင်ယေရှုကတဲ့ရှိအတွက်လူသားအလုံးကတဲ့ရှိအတွက်မေတော်အခင်စတင်ခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်လူသားအလုံးဂျုံဘဝကနေလွတ်မြောက်ပြီးတော့မှနတ်ဆိုးရဲ့ဒီအောက်မှာလွတ်မြောက်နိုင်ပြန်အတွက်တခင်ယေရှုကတဲ့ရှိလုံးကဟာမေတော်အခင်စတင်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒီလိုအဖြစ်တွေ့နိုင်တယ်ဆိုရှင်မေတော်ရဲ့ဟုတ်ကဲ့ဆိုတဲ့သူရဲ့နော်သူရဲ့သဘောတူညီမှုအားဖြင့်ကဲတဲ့ရှင်ဟာစတင်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်။နော်။ကြာမြဲနေပြီးတော့မှနေရောထံမေးပြီးတော့ပြန်ပြီးတော့မှတားယောက်ျားကိုဖွားမိလိမ့်မယ်။ကဲတဲ့ရှင်ဖွားမိလိမ့်မယ်။ဆိုတဲ့အခါမေရောတဲ့တော့အော်တယ်ဖြစ်နိုင်ပါမလား။ငါပါလေယောက်ျားလည်းမရှိဘူး။ဇဝိဇဝါဖြစ်နေတဲ့အချိန်မှာကြာမြဲကပါပြောလဲဆိုရှင်ဘုရားသခင်မတတ်နိုင်တာဘာမှမရှိဘူး။ဆိုပြီးတော့မေရခင်မကိုဂုံကျေးဇူးတော်အပေါင်းနဲ့ပြည့်စုံတော်မှာမြာဆိုပြီးတော့လို့ဆိုပြီးတော့အမြင့်ဆုံးသောဘုရားခင်ရဲ့ကျေးဇူးတော်ဒီကိုလွမ်းသွင်းဆိုတဲ့အခါမေရောကနေပြီးတော့တင်မိန်တော်မူတဲ့အတိုင်းဖြစ်ပါစေ။ငါဟာဘုရားရဲ့ဂျုံမဖြစ်ပါလေဆိုတဲ့သူ့ရဲ့သဘောတူညီမှုသူ့ရဲ့ဟုတ်ကဲ့ဆိုတဲ့မေတော်ရဲ့လက်ခံမှုအပေါ်မှာကဲတင်ခြင်းကိုစတင်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့မေတော်အပေါ်မှာကျေးဇူးအများကြီးရှိပါတယ်။ဒါတော့ယေရှုကမကဘဲမေတော်ရဲ့ပေးဆံမှုမေတော်ကဆိုလို့ရှိရင်တော့ဒီကျွန်တော်ကဲတင်ခြင်းအတွက်မကြောက်မရွံ့ပဲအရာအလုံးကိုရင်ဆိုင်ပြီးတော့မှဒီဒါတော့ယေရှုကိုပွားမြင်ပြီးမယ်ဆိုတဲ့မိမိရဲ့ပေးဆပ်မှုမိမိရဲ့အနစ်နာခံမှုမိမိရဲ့ရှိမှတဲ့ချစ်ချင်းမြတ်တာအားဖြင့်ဒီကနေ့ကျွန်တော်တို့ကကဲတဲ့ချင်းချင်းဆိုတော့ခံစားရတာဖြစ်တယ်။ဒါကြောင့်မေတော့ယေရှုဟာအမတန်မှရှိမှလာတယ်။တစ်ဆက်တည်းမှာပဲမေတော့ဒီမဟာဆိုရှင်လည်းအားလုံးကြည့်ကြတိုင်းပဲကျွန်တော်တို့ဒါပဲအနေပြီးတော့အများကြီးရက်တည်ပေးနေတဲ့ဆိုတာလည်းကျွန်တော်တို့ကဏ္ဍမင်္ဂလာဆောင်ပွဲမှာအားလုံးတည်ရလိုက်ပဲเนาะဒီကဏ္ဍမင်္ဂလာဆောင်ပွဲမှာစပီးကိုသွားတာကိုလည်းဘယ်သူမှမသိများတော့လည်းနေတော့ခင်ပါတည်တယ်စပီးကုန်ပြီးတော့တားတော်ယေရှုကိုတောင်းပြီးတဲ့ခါကျတော့တားတော်ယေရှုကငါအချိန်မရောက်သေးဘူးဆိုပြီးမဲ့လည်းမေတော့ပြီးမယ်ဆိုတာသိတဲ့အတွက်ကြောင့်မလို့အလုပ်သမားတွေကိုသူစီခိုင်းကြတယ်လို့ကြားတာဆိုပြီးတော့တိတ်တဆိတ်လေးကိုတို့ကိုတတိပေးလိုက်ပါတယ်တကယ်ပဲဒီလိုပဲတခင်ယေရှုကဒီအလုပ်သမားတွေကိုနော်စေအိုးထဲမှာရေဖိခိုင်းပြီးတော့မှခိုင်းတဲ့အခါမှာဒီလိုလဲနားထောင်ပြီးတော့ရေဖိတဲ့အခါမှာဒီရေအားလုံးကစတိလို့ပြောင်းလဲသွားရှိတာဘယ်သူကြောင့်လဲဆိုတော့မေတော်ရဲ့ရှားမှုဆူတောင်းပြီးရှိဖြစ်တဲ့ဆိုဆိုပြရတယ်။အဲကြောင့်ဒီကျွန်တော်တို့ဟာအနေပြန်ဝင်လာစတင်ပြီးတော့ဆူတောင်းတဲ့အခါမှာမေတော်ရဲ့စူပန်ပြီးခြင်းလာပြီးကျွန်တော်တို့ဘဝမှာလိုအပ်နေတော့ကာယရေးချမ်းသာခြင်းဝိညာဉ်ချမ်းသာခြင်းဆဆရာရပြီးအနေမှာပြေဝေနိုင်ရန်ငြိမ်းချမ်းခြင်းပြည့်မိသားစုနဲ့ငြိမ်းချမ်းခြင်းပြည့်နိုင်ရန်နဲ့ငြိမ်းချမ်းခြင်းစရာဖြစ်မေတော်အားဖြင့်ကျွန်တော်ကျေးဇူးတော်ကိုခံစားရပြီးတော့မှမေတော်ရဲ့တာသမီပိဒါဆိုရတဲ့ပေါ်မှာယုံကြည်ခြင်းမျိုးနဲ့ရှိခြင်းရဲ့ခြင်းပါဝင်ရကို
ပို့ပြီးတော့မှတူပွားအောင်ဘုရားတရားနဲ့အရှင်တော်နေတော်အပြင်ဆက်လက်ပြီးဆုတောင်းကြဆိုလေ